ကျွန်တော်တို့အိပ်ပျော်နေတဲ့ချိန်မှာတော့ Telegram chatbot ကနေပြီးတော့ပစ္စည်းတွေရောင်းပေးတာမယ် order တွေကောက်ပေးတာမယ်ဆိုလို့ရှိရင်ဘယ်လောက်အဆင်ပြေလိုက်လဲဒီနေ့ဗီဒီယိုမှာတော့ website အကြီးကြီးတွေ coding တွေအကြောင်းနားလည်စရာမလိုပဲနဲ့ကိုယ့်ရဲ့ Telegram chatbot တစ်ခုထဲမှာနေမယ်ကိုယ့်ရဲ့ product တွေ service တွေတင်ရောင်းထားလို့ရမယ် Telecommerce dashboard အသုံးပြုနည်းကိုမျှဝေပေးထားပါမယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင် dashboard ထဲမှာ Telegram chatbot နဲ့ဘယ်လိုချိတ်ဆက်မလဲကိုယ့်ရဲ့ product တွေဘယ်လိုထည့်သွင်းမလဲပြီးတဲ့အခါမှာ order စစ်နည်းတွေအယောင်စင်းရင်းတွေကိုဘယ်လို down ကြည့်ရမလဲဆိုတာတွေနောက်ပြီးတော့ bot မှာစာပို့ပူလာတဲ့ customer တွေကို promotion message တွေဘယ်လိုပို့ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့တွေ Telecommerce မှာချိတ်ဆက်ဖို့အတွက် Telegram chatbot တစ်ခုအရင်စောက်အောင်ပါမယ် Telegram chatbot စောက်ဖို့အတွက်ဆိုလို့ရှိရင် bot father မှာကျွန်တော်တို့ chatbot အလွယ်တကူသွားပြီးတော့ဖွင့်လို့ရပါတယ်ဒီ bot father ကို Telegram မှာဆိုရင်ဒီမှာမြင်နေရတဲ့ bot father ဆိုတဲ့နာမည်လေးတိုင်းရိုက်ရှာလိုက်ရင်ရတယ်ပေါ့နော်ဒီ blue mat ချစ်ထားတဲ့အမှန်လေးမှာပဲကျွန်တော်တို့သုံးရမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာသူ့ရဲ့ chat ထဲမှာကျွန်တော်တို့ဒီ slash နဲ့ new bot ဆိုပြီးတော့နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ bot အသစ်ဖန်တီးပါပေါ့နော်ဒီ new bot ဆိုတာလေးကိုရွေးပြီးတော့ကျွန်တော်တို့ send လုပ်လိုက်မယ်ပြီးတဲ့အခါမှာသူနာမည်မေးလာတဲ့အခါမှာတော့ကျွန်တော်တို့ရဲ့ sign နာမည်ပဲဖြစ်ဖြစ်ကျွန်တော်တို့ပေးခြင်းတဲ့ bot ကိုနာမည်ပေးခြင်းတဲ့တစ်ခုကိုပေးထားလို့ရပါတယ် chatbot ကိုကိုယ်စိတ်ကြိုက်နာမည်ပေးပြီးတဲ့အခါမှာသူက user name အတွက်ထပ်ပြီးတော့နာမည်တစ်ခုပေးပေးရတာပေါ့နော်ကိုယ့်ရဲ့ chatbot နာမည်နဲ့သက်ဆိုင်တဲ့နာမည်တစ်ခုရဲ့နောက်မှာဒီမှာသူ example ပြထားသလိုမျိုးဒီ dashboard လေးထည့်ပြီးတော့ပို့ပေးလိုက်ရပါတယ် AI shop တို့ဘာလို့ကျတော့ခြားလူတွေကလည်းလုံနေရဆိုတော့နာမည်တွေကတူနေလို့ရှိရင်မရအမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နောက်မှာ1 2 3ဖြစ်ဖြစ်ကိုယ်စိတ်ကြိုက်ကဏ္ဍတစ်ခုခုဖြစ်ဖြစ်တခြားလူနဲ့မတူအောင်ထည့်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်အလွယ်တကူနဲ့ရသွားလိမ့်မယ်ကဲအခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ chatbot ကဒီမှာရလာပြီ chatbot တော့ပို့လာတဲ့စာအောက်ထဲမှာဒီမှာဆိုရင် API key ဆိုပြီးတော့ပါတယ်ဒီ API key လေးကကျွန်တော်တို့တနေရာမှာတင်ထားလိုက်ပေါ့နော်ဒီ API key ကိုကျွန်တော်တို့ Telecommerce နဲ့ချိတ်ပြီးတော့သုံးရမှာဖြစ်ပါတယ်ကျွန်တော်တို့အခုဒီမှာတစ်ခါတည်း API key လေးကို copy ကူးထားလိုက်မယ်ပြီးရင်တော့ Telecommerce ကိုစပြီးတော့သုံးဖို့အတွက်ဆိုလို့ရှိရင် register account နှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ email နဲ့ login ဝင်ရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ sign နာမည်ကိုဗာပေးထားခြင်းလဲကိုယ့်ရဲ့ဒီ account နာမည်ဗာပေးထားခြင်းလဲပေါ့နော်နာမည်တစ်ခုခုပေးထားလို့ရပါတယ်ဒီအောက်မှာတော့ကိုယ့်ရဲ့ Gmail address တွေကိုထည့်ပေးပါဒီမှာတော့ကိုမှတ်မိမဲ့ password တစ်ခုခုပေါ့နော် password တစ်ခုခုရိုက်ထည့်ပေးထားရင်ရပါတယ်ပြီးရင်တော့ register account နှိပ်လိုက်ရင်ရပါပြီကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ Sona က register လုပ်ခဲ့တဲ့ email နဲ့ password နဲ့ကိုနောက်တစ်ခါ login ပြန်ဝင်ဖို့လိုတဲ့အခါတိုင်းအဲ့ email နဲ့ password နဲ့ပဲ login ဝင်လိုက်ရပါပြီကဲပထမဆုံးအနေနဲ့ account တွေအတွက် shop စာဖွင့်ပါမယ်ဒီမှာမြင်နေရတဲ့ create first shop boss ဆိုတာလေးကိုနှိပ်လိုက်ရပါပြီဒီမှာဆိုရင်ကိုယ့်ရဲ့ sign နာမည်ပေးထားခြင်းနဲ့နာမည်တစ်ခုခုကိုယ့်ရဲ့ brand name ဖြစ်ဖြစ်ပေးထားလို့ရပါတယ်အောက်မှာမြင်နေရတဲ့ Telegram bot API token ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ Sona တော့က Telegram ကနေပေးထားတဲ့ဒီ API key လေးကို copy ကူးပြီးတော့ဒီထဲကိုပြန်ထည့်ပေးလိုက်ရင်ရပါပြီဒီမှာတော့ကိုယ့်ရဲ့ store currency ကိုဗာနဲ့ထားခြင်းနဲ့ကိုကြိုက်တဲ့ဟာနဲ့ထားလို့ရပါတယ်ဒါမြန်မာကျပ်နဲ့ဆိုရင်တော့ MMK ပေါ့နော်ဒီ payment instruction မှာကြတော့ကျွန်တော်တို့ customer ဘယ် payment နဲ့ပေးစီခြင်းလဲ KP နဲ့ပေးမှာလား ARP နဲ့ပေးမှာလားဒါမှမဟုတ်ရှင် ban နဲ့ပဲ transfer လုပ်မှာလားအဲ့ account တွေကိုတခါတည်း information တွေထည့်ပေးထားလို့ရတာပေါ့နော်ဒီထဲမှာ information ထည့်ပေးထားမယ်ဆိုလို့ရှိရင် chatbot မှာ customer ဈေးလာဝယ်တဲ့အခါမှာငွေလွှဲတဲ့အချိန်တိုင်းမှာဒီ bank information တွေကို chatbot ကနေပို့ပေးမှာဖြစ်ပါတယ်ဒီ welcome message နေရာမှာကြတော့ဒါ user တယောက် customer တယောက်က chatbot မှာစာလာပို့လိုက်မှာသူ့ကိုပြန်ပြီးတော့ welcome လုပ်တဲ့အနေနဲ့ပို့မဲ့ message ဖြစ်ပါတယ်ဒီနေရာမှာလည်းကို welcome လုပ်ချင်တဲ့စာတစ်ခုခုကိုရိုက်ထည့်ထားလို့ရပါတယ်ကဲဒီ information တွေအကုန်လုံးဖြည့်ပြီးပြီဆိုရင်တော့ create first your bot ဆိုတာလေးကိုနှိပ်လိုက်ရပါပြီကဲအခုဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ sign တစ်ခုစပြီးတော့ရသွားပြီပေါ့နော်ဒီ sign ရသွားတာအဆင်ပြေမပြေကျွန်တော်တို့ရဲ့ Telegram chatbot မှာသွားပြီးတော့စာရင်စမ်းသွားပို့ကြည့်ပါမယ်Sona ဒီမှာ Telegram chatbot ရတာပြီဆိုတော့ဒီ chatbot ဒီ link လေးကိုနှိပ်လိုက်ရင်ကျွန်တော် chatbot သုံးလို့ရပြီပေါ့နော်ဒီမှာကျွန်တော် step ကိုနှိပ်ပြီးတော့စာပို့ကြည့်လိုက်မယ်ပထမဆုံးစချိတ်ခါစားမှာတော့တစ်ခါလေးကြာရင်စာဝင်တာနည်းနည်းလေးနောက်ကျရပေါ့နော်စက္ကန့်40လောက်နောက်ကျရမျိုးရှိတတ်တယ်တစ်ခါကြာရင်လည်းချက်ချင်းရသွားတတ်တယ်ပေါ့ဒီမှာဆိုရင်စပြီးတော့ကျွန်တော်တို့ Sona ထည့်ထားတဲ့ welcome message ကိုစပြီးတော့ပို့ပြီးပေါ့နော်ကျွန်တော်တို့အခုဒီမှာတော့ customer support button ပဲပါသေးတယ် product တွေကြည့်ဖို့အတွက် button မပါသေးဘူးဆိုတော့ product တွေဘယ်လိုထည့်မလဲဆိုတာကိုကျွန်တော်ဆက်ပြီးပြပေးပါမယ် product တွေကြည့်ဖို့အတွက်ဆိုလို့ရှိရင်တော့ product ဆိုတဲ့ tab တွေကိုဝင်လိုက်ပါမယ်ပြီးတဲ့အခါမှာအရင်ဆုံးဒီ product ဘာ product မှမထည့်ရသေးခင်မှာကျွန်တော်တို့ category တစ်ခုခုအရင်ထည့်ပေးရမယ်ပေါ့နော်
ဒီ category ပေါ်မူတည်ပြီးတော့မှကျွန်တော်အောက်ကနေပြီးတော့ product တွေထပ်ပြီးတော့ထည့်ပေးသွားရပါမယ်ပထမဆုံးအနေနဲ့ category ဖန်တီးဖို့အတွက်ဒီအပေါ်မှာဒီ product category ဆိုတဲ့နေရာလေးကိုဝင်ပြီးတော့ကျွန်တော်နာမည်တစ်ခုခုထည့်လိုက်ပါဒီအောက်က description ကတော့မထည့်လဲရတာပေါ့နော်ဒီမှာနာမည်ထည့်ပြီးပြီဆိုရင်တော့ create category ဆိုတာကိုနှိပ်လိုက်ပါအခုဆိုလို့ရှိရင်ဒီမှာ category တစ်ခုစပြီးတော့ပေါ်လာပြီ category ဖန်တီးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ product စပြီးတော့ထည့်ထားလို့ရပြီပေါ့နော်ဒီမှာဆိုရင် add product ကိုနှိပ်လိုက်ဒီမှာ product category မှာဆိုရင်ကျွန်တော်တို့ monthly fee ကိုရွေးထားမယ်ပြီးရတဲ့အခါမှာကျွန်တော်တို့ရဲ့ product name ကိုထည့်လိုက်မယ်ပြီးရင် product description မှာဆိုလို့ရှိရင်ကျွန်တော်တို့ product အကြောင်းကိုရှင်းပြတဲ့စာတွေကိုစိတ်ကြိုက်ထည့်ထားလို့ရတယ် price မှာတော့ကို product ရဲ့ price တစ်ခုခုကိုထည့်ထားပြီးလို့ရပါတယ်ဒီမှာတော့ကို product ရဲ့ stock quantity ဘယ်လောက်ရှိလဲဆိုတာကိုထည့်ပေးထားမှာဖြစ်ပါတယ်ပြီးရင်တော့ဒီရောက်ကနေရာမှာကို product ပုံထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတစ်ခုသတိထားရမှာ product ပုံက200 KB ထက်ကျော်လို့မရပါဘူး200 KB ထက်ကျော်ရင်တော့ upload တင်လို့ရမှာမဟုတ်ပါဘူးproduct ပုံထည့်ပေးပြီးဆိုရင်တော့ဒီ app product ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ရပြီဒါဆိုရင် product တစ်ခုစပြီးဝင်သွားပြီပေါ့နော်ဒီ product ကိုဖျက်ချင်လို့ရှိရင်ကျွန်တော်ဒီမှာ delete နှိပ်ပြီးဖျက်လိုက်လို့ရတယ်ဒါမှမဟုတ်ဘဲနဲ့ edit လုပ်ချင်လို့ရှိရင်လည်းပြန်ပြီး edit လုပ်လို့ရတယ်ပေါ့နော် product store တွေပါကုန်သွားလို့ရှိရင်လည်းဒီ active status တွေကိုကျွန်တော်တို့ပိတ်ထားလို့ရတယ်အခုကျွန်တော်တို့ product ထည့်ပြီးပြီဆိုတော့ဒီ chatbot မှာစာပြန်မပြန်ကျွန်တော်တို့စမ်းကြည့်မယ်ပေါ့နော်ကျွန်တော်တို့ Telegram chatbot တွေကိုသွားလိုက်မယ်ပြီးရင် Sona stack ကိုပဲပြန်နှိပ်လိုက်မယ်ဒီမှာဆိုလို့ရှိရင် monthly fee ဆိုရဲကျွန်တော်တို့ product category တခုပေါ်လာပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ product ကိုစပြီးတော့ဝယ်လို့ရပြီဒီမှာ product ကိုနှိပ်လိုက်မယ်ဒါ customer ဝယ်နေတာပေါ့နော် customer ဝယ်နေရတော့ဒီမှာဒီ product ကိုယူမယ်ဒီဈေးနှုန်းအဆင်ပြေရဆိုရင် add to cart ကိုနှိပ်လိုက်မယ်add to cart နှိပ်ပြီးရင်ဒီမှာဘောကနေပြီးတော့ကျွန်တော်တို့ဈေးချင်းနောက်နဲ့ထည့်ပြီးပြီဆိုပြီးတော့စာပြန်မယ်အဲဒီခါမှာကျွန်တော်တို့ဒီ view cart and check out ကိုနှိပ်ပြီးတော့ကျွန်တော် check out ထွက်လိုက်မယ်ဒါမှမဟုတ်ဘဲနဲ့ကိုကဈေးဆက်ပြီးတော့ဝယ်ချင်သေးရဆိုရင်လည်း customer အနေနဲ့ဒီ case shopping ကိုနှိပ်ပြီးတော့ကျွန်တော်ဈေးဆက်ဝယ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဒါ product ကိုပြန်ပြီးတော့ confirm ဆက်လုပ်တယ်ပေါ့နော် product ထပ်တိုးမလားတစ်ခုပဲယူမှာလား short မှာလားကျွန်တော်တို့ customer ဘက်ကရွေးလို့ရမယ် check out ဆက်လုပ်မယ်ဆိုရင် proceed to check out ကိုပဲဆက်ပြီးတော့ရွေးလိုက်မယ်ဒါဆိုရင် chatbot ကနေပြီးတော့ကျွန်တော်တို့နာမည်စပြီးတော့တောင်းပြီးနာမည်စပြီးတောင်းတဲ့အခါမှာ customer ကသူ့နာမည်ကိုဖြည့်ပေးမယ်နောက်ပြီးအခါမှာ delivery address ကိုဆက်ပြီးတော့တောင်းမယ်ပြီးအခါမှာ chatbot ကဖုန်းနံပါတ်ကိုပါဆက်ပြီးတော့တောင်းတယ် customer ဘက်ကနေပြီးတော့ information တွေအကုန်လုံးပို့ပြီးတဲ့အခါမှာ chatbot ဘက်ကနေပြီးတော့ကျွန်တော်တို့ bank information ပြန်ပို့ပေးတယ်ဒါစာရုံငွေလွှဲရတော့မှာပေါ့နော် customer ဘက်ကနေပြီးတော့ customer ဒီ information ကိုယူပြီးတော့ကျွန်တော်တို့ငွေလွှဲမယ်လွှဲပြီးတဲ့အခါမှာ screenshot ကိုဒီ Telegram chatbot ထဲမှာပြန်ပို့လိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ receipt ပို့လိုက်ပြီဆိုလို့ရှိရင်ဒီမှာ order receipt successfully ဆိုပြီးပေါ်လာတယ်ဒါပေမဲ့ဒီ order ကိုလက်ခံရရှိထားတယ် confirm တော့မဖြစ်သေးဘူးဒါဆိုင်ရှင်ဘက်က confirm လုပ်ပေးရမယ့်အပိုင်းပေါ့နော်ဆိုင်ရှင်ဘက်က confirm စပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ dashboard ပေါ်မှာ order တွေကိုသွားလိုက်ဒီမှာဆိုလို့ရှိရင် pending status ဖြစ်နေပြီပေါ့နော် order တစ်ခုဝင်နေတယ်ကျွန်တော်တို့ဒါကိုဒီသူပို့လိုက်တဲ့ receipt ကိုကြည့်ပြီးတော့ဒါမှန်လားမမှန်လားကျွန်တော်တို့က KB ဆိုလို့ရှိရင်လည်း KB QR တွေပါကျွန်တော်တို့စစ်မယ်ဒီမှာဆိုလို့ရှိရင်ဆိုင်ရှင်အနေနဲ့ကကျွန်တော်တို့ customer ပို့လာတဲ့ receipt ကိုကြည့်ပြီးတော့ဒါမှန်မမှန်ကျွန်တော်တို့စစ်ကြည့်လို့ရမယ်ဒီပုံတစ်ချက်နှိပ်ပြီးတော့လည်းကျွန်တော်တို့ပုံကြီးချက်ပြီးကြည့်လို့ရပါပေါ့နော်ဒီမှာမှာကုတ်နံပါတ်တွေမှန်မှန်ကျွန်တော်တို့စစ်လို့ရမယ်ပြီးတဲ့အခါမှာဒီ order မှန်တယ်ကျွန်တော်တို့ order ကိုစပြီးတော့ approve လုပ်လိုက်ပြီဆိုလို့ရှိရင်ဒီအောက်က button လေးကိုတစ်ချက်နှိပ်ပြီးတော့ဒီမှာ paid approve payment and send invoice ဆိုတဲ့ဟာကိုရွေးလိုက်ရပြီဒါဆိုရင် Telegram bot ကနေပြီးတော့ချက်ချင်းသွားပြီးတော့ customer ကိုသွားပြီးစာသွားပို့ပြီပေါ့နော်ဒီမှာဆိုရင် customer ဘက်ကနေပြီးတော့ဒါ order confirm ဖြစ်သွားပြီဆိုတာသူသိပြီဆိုလို့ရှိရင်ဒါ order ရပြီဆိုတာသူသိပြီပေါ့နော်ကျွန်တော်တို့တနေ့တာအယောင်စင်းတွေတလားတာအယောင်စင်းတွေအကုန်လုံးလည်း export CSV ကိုနှိပ်ပြီးတော့ကျွန်တော်တို့အယောင်စင်းတွေထုတ်ပြီးကြည့်လို့ရတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့လိုချင်တဲ့အတိုင်း date တွေကျွန်တော်တို့ရွေးလို့ရတယ်
ကျွန်တော်တို့ဘယ်နေ့ date ကနေပြီးတော့ဘယ်နေ့ date ထိဆိုတာမျိုးတွေ order list တွေအကုန်လုံးထောင်းကြည့်လို့ရရပါတော့ဒီမှာဆိုလို့ရှိရင်ဒါ customer ရဲ့ information တွေအကုန်ပါမယ်သူတို့ဘာ product တွေဝယ်သွားတယ်ဘယ်လောက် amount ထိဝယ်သွားမယ်ဆိုတဲ့ information တွေအကုန်လုံးပါမယ်ပြီးတော့ဒီ dashboard ပေါ်မှာရှိတဲ့ overview ဆိုတဲ့ဒီ tab မှာကြတော့ကျွန်တော်တို့တနေ့တာအယောင်စင်းတွေဒီတစ်ပတ်စာအယောင်စင်းတွေဒီကျွန်တော်တို့ dashboard ပေါ်မှာဒီလိုမျိုး graph နဲ့ကြည့်လို့ရမယ် conversion rate ဘယ်လောက်ထိရှိလဲ active customer တော့ဘယ်လောက်ထိရှိလဲဆိုတာတွေကျွန်တော်တို့ကြည့်လို့ရပါတယ်ဒီ broker ဆိုတဲ့ tab ကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ bot မှာစာပို့ဘူးတာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့စီကနေပြီးတော့ဈေးဝယ်ဘူးတာတဲ့သူတွေဖြစ်ဖြစ်ရွေးပြီးတော့စာပို့လို့ရတဲ့သူတွေဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က bot ကိုစာပို့ဘူးတဲ့သူတွေကိုပဲရွေးပြီးတော့စာပို့ခြင်းတဲ့အခါမှာ all bot subscriber ကိုရွေးပြီးတော့ပို့လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့စီကဈေးဝယ်တာတဲ့သူတွေပဲရွေးပြီးပို့ခြင်းเนาะ previous buyer only ဆိုတာကိုပဲရွေးပြီးပို့လို့ရတယ်เนาะဒီမှာဆိုရင်ကျွန်တော်စာစမ်းပို့ပြမယ်လောလောဆယ်မှာစာပို့တဲ့နေရာမှာဒီ dash လေးပါလို့ရှိရင်တော့စာ fail ဖြစ်နေတဲ့ error လေးတော့တက်နေတယ်เนาะဒါလေးတော့နောက် update တွေမှာကျွန်တော်ပြင်ပေးမယ်အခုကျွန်တော်တို့စာစမ်းပို့ပြပါမယ်ဒီမှာဆိုလို့ရှိရင်ဒီကနေပြီးတော့စာပို့လိုက်တာ ਨੇ ကျွန်တော် Telegram မှာ hello welcome ဆိုတဲ့စာဝင်လာပြီပေါ့နော်ဒါကတော့ဒီ broadcast နဲ့ပြီးတော့စာပို့လို့ရတဲ့စနစ်ဖြစ်ပါတယ်ဒီသူ့အောက်မှာမြင်နေရတဲ့ sport chat ဆိုတဲ့ tab ကကြတော့ကျွန်တော်တို့စီကိုစာပို့ဘူးထားတဲ့ဒီ customer တွေကိုဒီ admin ပေါ့နော် human admin ကနေပြီးတော့စာပို့လို့ရမယ်နေပြဖြစ်ပါတယ်တခါလေမှာ bot ကနေပြီးတော့စာပို့တဲ့ဟာကိုမလိုဘဲနဲ့ customer complaint တွေပါတယ်လာတဲ့အခါမှာ human admin ကနေပြီးတော့ handle ဝင်လုပ်ချင်တဲ့ချိန်မျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီ sport chat တွေကနေဝင်ပြီးတော့စာပို့လို့ရတာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာစာစမ်းပို့ပြမယ်မှာဆိုရင်ဒီကမင်္ဂလာပါဆိုပြီးတော့ဒီဘက်ကနေပေါ်လိုက်တာဒီဘက်ကိုစာဝင်လာတယ်ပေါ့နော်ဒီ setting ထဲမှာကြာတော့ကျွန်တော်တို့ account စဖွင့်တော့ကဒီ shop name တွေပြီးတဲ့အခါမှာဒီ Telegram bot API token တွေကိုကျွန်တော်တို့ပြန်ပြီးတော့ update လုပ်လို့ရမယ်ပြီးတဲ့အခါမှာ currency ကျွန်တော်တို့ update လုပ်လို့ရမယ်ပြီးရင် welcome message တွေကျွန်တော်တို့ပြန်ပြီးတော့ပြင်လို့ရတယ်နောက်ပြီးတော့ထပ်ပြီးတော့အသစ်ပါလာမှာကြာတော့ FAQ မေးခွန်းတွေ10ခုထိထည့်လို့ရမှာเนาะဒီမှာကိုယ့်ရဲ့လုပ်ငန်းကြောင်းဖြစ်ကိုယ့်ရဲ့ product ကြောင်းဖြစ်အမေးများတဲ့မေးခွန်းအမေးဖြေ10ခုလောက်ထိကိုဒီဟာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့အမေးဖြေတွေထည့်သွားလို့ရတာပေါ့เนาะ10ခုထိဖြေသွားလို့ရပါတယ်လောလောဆယ်မှာဒီ telecommerce dashboard ကိုစပြီးတော့သုံးမဲ့သူတွေအနေနဲ့14 day trial ရနေပါတယ်ကျွန်တော်တို့နှစ်ပတ် day trial သုံးလို့ရတယ်ပေါ့เนาะဒီနှစ်ပတ်ကျော်သွားလို့ရှိရင်เนาะတစ်လကို3000ကျပ်နဲ့စပြီးတော့သုံးလို့ရပါတယ်14 day trial မဟုတ်ဘဲနဲ့ 1 month trial လို့ကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ chat box မှာလာပြီးတော့ကို register လုပ်ထားတဲ့ email လေးကိုလာပြောပြီးတော့ 1 month trial လာယူလို့ရပါတယ်ကိုယ့်ရဲ့လုပ်ငန်းမှာ24နာရီပတ်လုံး run ပေးနိုင်တဲ့ Telegram chatbot တစ်ခုလိုချင်เนาะဒီ telecommerce dashboard ကိုစမ်းပြီးသုံးကြည့်ဖို့ပြောချင်ပါတယ်ဗီဒီယိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်